ကဲ့မင်္ဂလာပါကျွန်တော်ကတော့ထုံးစံတဲ့ကိုမုတ်စိတ်ဖြစ်တယ်နော်ကျွန်တော်ရဲ့စပြဝါဒနာရှင်ကြီးကိုကိုဗာပြခြင်းလဲဆိုတော့လူပါတက်တက်ခါပြခြင်းလဲဗျာနော်လူပါကျွန်တော်ထုတ်ပြလိုက်မယ်ဗျာနော်စကူထုတ်လိုက်တဲ့ခါကျရင်ကျွန်တော်ကီးချောင်းလေးပါတယ်နော်မကင်ရလေးပါတယ်နော်မြင်ရလားမသိဘူးအဲဒီပါနော်အဲ့မကင်ရလေးတက်မယ်ဗျာနော်အဲ့လိုမကင်ရတိုင်းမတက်ဖဲနဲ့ကြားပုံစံမျိုးတက်လို့ရှိရင်ဒီကောင်ကစမပြေဘူးကြာနော်လူကအထိုင်မကျဘူးပေါ့ဒီမှာတက်တဲ့ခါကျရင်မကင်ရတက်တယ်နော်ဒီစကူနဲ့မကင်ရနဲ့တက်ကြရမယ်နော်အဲမှာဖိလိုက်နေပေါ့နော်လိုင်းကအလိုင်းပဲတက်နေရမယ်အဲ့လိုမဟုတ်ဘဲနဲ့စောင်းနေဆိုရင်စမပြေဘူးကြာချက်တဲ့ခါကျရင်ကြည့်လိုက်သူ့ရဲ့ original ပဲသူကသွားမှဖြစ်တယ်ဗျနော်ဒီမှာတက်ပြမယ်နော်ဒီမှာဒီစောင်းနေဆိုတော့သူကမကင်ရမှန်တယ်ဆိုရင်ဒီမှာဒီသူ့ကိုတက်သွားလိမ့်မယ်နော်အဲ့လိုအမှန်ယူရမှချိန်ပါဗျာနော်ချိန်တဲ့ခင်တိထားဖို့ပြောတာပါဗျာနော်တိတယ်စပင်ကြီးကိုရကြော်ဝါလို့ရတယ်ဗျာနော်မတိတဲ့ခုမှစတဲ့ညီကိုတွေကိုလေ့လာနိုင်မှုပြောတာဖြစ်တယ်ဗျာနော်အားလုံးကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုပိုင်းထပ်တင်ဖို့ရှိပါတယ်ဗျာနော်အစားဆုံးကျွန်တော်တင်ပြပါမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်သွားပါဦးအားလုံးကျေးဇူးတင်ပါတယ်ဗျာနော်